ကြအဲ့ဖွဲ့တွေပဲဟိုလူစိတ်လုံးမကောင်းဒီလူစိတ်လုံးမကောင်းအောင်ပြန်ပြီးတော့မှဒီလူမကောင်းဆိုလိုက်ပြောတော့မှအဲ့ဒီဖတ်တဲ့လူကလည်းစိတ်လုံးမကောင်းထပ်လို့နေအဲ့ဒီယောဂကူအောင်လုပ်နေတာအဲ့ဒါ virus တစ်မျိုးပဲကိုယ့်ရဲ့ဘဝကိုတိုးတောင်မလုပ်ရတော့သူများမကောင်းကြောင်းပဲထိုင်ပြောနေတဲ့ဒုက္ခဒါကြောင့်စာရေးဆက်ပြောပါမြန်မာပြည်ကသူများစိတ်တယ်ပဲစင်းရဲသွားပြီစိတ်နဲ့စင်းရဲသွားပြီတဲ့အဲ့ဒီမှာငါတို့ယုံကြည်သူတွေပါနေတာကိုငါမခံစားနိုင်တာအပတ်တိုင်းဖျားကြောင်တက်တဲ့ဖွဲ့တွေအပတ်တိုင်းဆဲတဲ့ထဲမှာပါနေသေးတယ်အပွားနဲ့ဆရာတယောက်ကနောက်ဆရာမကောင်းကြောင်ပြောနေတော့အာမင်းလုပ်တဲ့ဖွဲ့ရရှိနေတယ်ဘယ်လိုကောင်းကြီးရှိမှလဲလို့စဉ်းစားဖို့လိုပါတယ်ညီကိုမောင်မတို့စဉ်းစားဖို့လိုပါတယ်ဒီမှာညီကိုမောင်မတို့အောင်မြင်ခြင်းတို့ကောင်းစားခြင်းတို့ဆိုတာကြိုးစားခြင်းနဲ့မဆိုင်ဘူးနားထောင်ညီကိုမောင်မတို့ကြိုးစားလို့သာအောင်မြင်မယ်ကောင်းစားမယ်ဆိုရင်လမ်းဘေးမှာကူလီထားနေတဲ့ကောင်တွေအလုတ်ကျန်းလုံတဲ့ကောင်တွေကမနက်ကနေညထိထားနေတာ10နှစ်ကျော်ပြီမကောင်းစားဘူးဒီလုတ်ကဒီလုတ်ပဲ